ဒီဇလန်လေးဟာခေတ်သစ်ဂျပန်နိုင်ငံကအလုပ်ကြိုးစားလုံးနဲ့စည်ရင်ကင်တယောက်ဖြစ်တဲ့စေအီချီရိုကွန်ဒိုတယောက်မတော်တဆတခြားကမ္ဘာကိုရောက်ရှိသွားရကနေစတင်ခဲ့တာပါသူဟာရိုမန်နီဘုရင်နိုင်ငံတော်ကိုသူတော်စင်မလေးနဲ့အတူမတော်တဆပါလာခဲ့တာကြောင့်နိုင်ငံတော်ကသူ့ရဲ့စာဝတ်နေရေးကိုတာဝန်ယူမယ်လို့ကန့်လန့်ခဲ့ပေမဲ့အလုပ်မလုပ်ရရင်မနေနိုင်တဲ့စေအီချီရိုကတော့နန်းနွေရစည်ရင်ကင်ဌာနမှာအလုပ်ဝင်ဖို့တောင်းဆိုခဲ့တယ်နောက်ရဲ့အလုပ်ဆင်ဖို့လုပ်ဖို့ကင်မတယောက်ကိုစောင့်နေတော့မှပဲလူတယောက်ရောက်လာပြီးဘာလုပ်နေရလဲလို့မေးမြန်းခဲ့တယ်ထိုအချိန်လုပ်ဖို့ကင်မဲ့ Blanche ရောက်လာပြီးထိုလူဟာတတိယအဆင့်စစ်တီတော်တပ်ဖွဲ့ရဲ့တပ်မှုချုပ် RH Indolab ဖြစ်ပြီးသွေးအေးတဲ့လူလို့နာမည်ကြီးကြောင်းပြပြခဲ့တယ်။တတိယအဆင့်စစ်တီတော်ဆိုတာဓာတ်နဲ့မောနှစ်မျိုးစလုံးကိုသုံးနိုင်တဲ့လက်ရည်စင်တွေဖြစ်ပြီးတော့သူတို့အထက်မှာတပ်မှုချုပ် Indolab ကဘယ်သူနဲ့မှမတူညီတဲ့အဆင့်မှာရှိကြောင်းလှုပ်ချော်တဲ့တန်မာတဲ့မူးမဲ့အိမ်တော်ရဲ့သားဖြစ်ပြီးတော့အတိုင်းဝိုင်းကောင်းကြောင်းကို Blanche ရှင်းပြနေခဲ့တယ်။စင်းကင်ထိုင်းနာကိုရောက်တဲ့ခါမှာတော့စေချီတို့ဟာစနေမကြတဲ့လုပ်ဖို့ကင်ဘတ်တွေကိုပြုပြင်ပြောင်းလဲပြီးတော့အလုပ်တွေကိုအတတရောလှုပ်ဆောင်ခဲ့တယ်။ဒါပေမဲ့သူဟာအလုပ်ကိုအယူမှုလုပ်လို့နာကြောင်းပြမနှွမ်းနေနေတာကိုသတိထားမိတဲ့ Blanche ကအဖြစ်စေးပေးလိုက်တယ်။စေးရဲ့အာနိသင်ကိုသိရှိသွားတဲ့စေချီတို့ဟာစေပလင်းတွေကိုထထောင်ဆိုတာကြောင့်ဝယ်ဖို့ဈေးကိုထွက်လာခဲ့ကြတယ်။ထိုအချိန်တပ်မှုချုပ်အင်ဒိုလက်တို့ရောက်ရှိလာခဲ့တယ်။စေချီတို့ပြန်ထွက်ခါနီမှာတပ်မှုချုပ်အင်ဒိုလက်ကမင်းကိုဝန်ကြီးချုပ်ကစောင့်ကြည့်နေရလို့သတိပေးလိုက်တယ်။ရုံးမှာစည်ရင်တွေလေးလာရင်းနဲ့စည်ရင်တွေဟာကန့်ညင်မှုတစ်ခုမှရှိမနေတာကိုသိလိုက်ရတယ်။ထို့ကြောင့်သူဟာစည်ရင်တွေကိုတိတိကျကျစစ်ဆေးပြီးထိုအရာရဲ့အရင်းမြစ်ကိုရှာရင်းနဲ့နိုင်ငံတော်ကာကွယ်ရေးဌာနရဲ့မီတိုကာကွယ်ရေးစီမံချက်နဲ့လူတော်စင်ရမုံငွေတွေကြောင့်ဆိုတာကိုသိရှိသွားခဲ့တယ်။ထိုအချိန်အစိမ်ငွေပေါက်ထွက်လာတဲ့ဆိုတဲ့သတင်းကိုကြားလိုက်ရပါတော့တယ်။စေချီယိုတယောက်အဖြစ်စေးတွေကိုအလွန်ကြိုတောက်ပြီးနှစ်20လောက်ကနိုင်ငံရဲ့ဗန်နာရေးစီးရင်တွေနဲ့အစိမ်ငွေပေါက်ထွက်လာခြင်းကြောင့်ထိခိုက်မှုစုစုပေါင်းကိုပါတွက်ချက်ပြီးတော့စာတမ်းတင်ပြနိုင်ခဲ့တယ်။ထိုအချက်ကြောင့်ဝန်ကြီးချုပ်ဟာစည်ရင်ဌာနရဲ့လက်ထောက်စီမံခန့်ခွဲရေးမူရာထူးကိုခန့်အပ်လိုက်ပါတော့တယ်။ဒီမှာနေမဲ့ပြီးဆုံးဝင်လေးဟာပြီးဆုံးသွားခဲ့ပါတယ်။ချန်ရှိနေတဲ့အပိုင်းလေးတွေကိုလည်း recap ဆက်လက်ပြီးတင်ဆက်ပေးမှာဖြစ်တာကြောင့် like and subscribe လေးလုပ်သွားပေးကြပါဦးနော်။